welcome back to my video. This video is when I was tasked with drawing a timeline for the podcast for the first time to recount Lego, sharing the love with my website. So this video is a teacher from the dragon who jarred my daughter to push it at our palace or a good video who allow me no hangers on the organization. Any organization who look at it and batch to my win the podcast assistant position when I look at it. So the podcast assistant အနေနဲ့လုပ်တဲ့အခါမှာဘုက podcast star အနေနဲ့လုပ်ချင်တာပေါ့နော်ဆိုတော့ဘုအတန်နဲ့ podcast လုပ်ထားတယ် podcast star လုပ်ထားတဲ့ video လေးလည်းဖတ်ထားပါတယ်ဆိုတော့ဒါကို Facebook မှာရော YouTube မှာရောတွားရပြီးကြည့်ရှုလို့ရပါတယ်ဆိုတော့ဒီ video ထဲမှာကကြတော့ခုနပြောခဲ့တဲ့လိုပဲပေါ့နော် podcast တွေပေါ့နော်ဆိုတော့ဒီ podcast တွေအတွက်ဆိုလို့ရှိရင်တေချာလေးဘုတွေ timeline လေးတွေဆက်ရတယ်ဆိုပြီးတော့လို့ရှိရင်တေချာလေးအကွက်ချပြီးကြည့်နေပြီးတော့မှ podcast countable ဖတ်လို့လုပ်ရတာပေါ့နော်ဆိုတော့ဒီလိုဟိုင်းကားဆောင်ရဲ့ page တွေ YouTube channel တွေမှာဆိုလည်းကြည့်တယ်ပေါ့နော်တကယ် podcast ပြောတဲ့ video တွေကဥမာလူရာကျော်ထောင်ကျော်တိရာကြီးရှိရပေါ့နော်ဆိုတော့ဒါကလည်း team တစ်ခုလုံးရဲ့အားလိုက်ပုံနဲ့လည်းဆိုင်ပါတယ် Okay ဆိုတော့ဒီနေ့ရဲ့ဦးတည်ချက်ကိုဘုတို့ပြန်သွားလိုက်ရအောင်ပထမအဆုံးအနေနဲ့ timeline ကိုအဆိုင်ကြလာရဲပေါ့နော်ဆိုတော့ဆောနာကပြောခဲ့သလိုမျိုးပဲ podcast တစ်ပုဒ်ချက်ဖို့ဆိုလို့ရှိရင် brainstorming လုပ်ရတယ် content ရေးရတယ် graphics ဆွဲရတယ် recording လုပ်ရတယ် video edit လုပ်ရတယ်စသဖြင့်သူတို့တွေကိုအပိုင်းကို section ကိုတာဝန်နဲ့ကိုရှိရပေါ့နော်ဆိုတော့ဘုလည်းဒီလိုငါးဆောင်စောင့်ဝင်လာတဲ့အချိန်တုန်းကgraphic မှာလည်းပူပေးခဲ့ရတယ် recording လည်းလုပ်ပေးခဲ့ရတယ် script မှာလည်းပူပေးခဲ့ရတယ်ပြီးတော့ podcast star အနေနဲ့လည်းဒီ speaker အနေနဲ့လုပ်ခဲ့ရတယ်ဆိုတော့ကွာဒီ organization တစ်ခုထဲမှာလည်း level ဆုံးနေပြီเนาะ position တွေကဆိုတော့အရင်ဆုံးဒီအရှိမ senior တွေရှိတယ်လုပ်ခဲ့တဲ့လူတွေရှိတယ်ဒါပေမဲ့ဒီတစ်ခါထွက်မဲ့ podcast ပေါ့เนาะဒီတစ်ခါထွက်မဲ့ podcast မှာဘုကိုဒီ team leader podcast leader ကနေပြီးတော့ assign ပေးလိုက်တယ်ဘုဒီတစ်ခါ podcast ကိုအစအဆုံးတာဝန်ယူပေးပါတဲ့အဲ့လိုနဲ့ကိုယ်တိုင်ကလည်းဒါကို best ဖြစ်ဆုံး try မယ်ဆိုပြီးတော့ရတယ်မရေးဘုဒါကိုတာဝန်ယူပေးမယ်ဆိုပြီးတော့စပြီးတော့တာဝန်ယူပေါ့နော်ဆိုတော့ပထမဆုံးအကျဉ်းဒီ timeline ဆိုဖို့အဆိုင်ကြလာတယ်ပေါ့နော်ဆိုတော့ကိုအမြင်အနေနဲ့ဘယ်လိုပြောရမလဲဆိုတော့အမှန်တိုင်းပြောရရင်ကလုံးဝ excited ဖြစ်ပြီးတော့ငါလုံနိုင်ပါမလားဒီဟာကြီးကိုအစင်ကောဖြစ်ပါမလားဆိုပြီးတော့ခေါင်းထဲမှာတော့idea ရဝင်လာတာအဲ့ဆိုရင်လည်းဟုတ်ပြီငါကတော့ confident so hype ဖြစ်ခံမယ်ဆိုပြီးတော့အဲ့လိုမျိုးယုံကြည်ချက်ထားလိုက်တဲ့အချိန်မှာတကယ်လုပ်တဲ့ process တစ်လျှောက်လုံးမှာအခက်အခဲတွေအများကြီးနဲ့လည်းကြုံတွေ့ခဲ့ရတယ်ဆိုတော့အဲ့လိုမျိုးအခက်အခဲတွေကြုံတွေ့ခဲ့ရပြီးတော့အားစိတ်ညစ်နေတဲ့အချိန်မှာဘာလို့စဉ်းစားနေလဲဆိုတော့ okay ဒီ team leader podcast leader ကငါ့ကိုယုံကြည်လို့ဒီ podcast တစ်ခုလုံးငါလက်ထဲကိုအပ်လိုက်တယ်ဆိုတော့ငါလုံနိုင်တယ်ဆိုတာကိုသူတို့ကိုသက်သေပြရမယ်ဆိုပြီးတော့လုံးဝ try ခဲ့တဲ့ best episode ပြီးတော့ဒီ video ထွက်လာလို့ရှိရဲ့အကောင်းဆုံးသော result ရမယ် viewer တွေအများကြီးရမယ်အဲ့ဒီ podcast ကတော်တော်လေးကောင်းတယ် timeline ဘယ်လိုလုပ်ကြလဲဘယ်လိုဥဆောင်တာလဲဆိုတော့ဘယ်ဥဆောင်တာအဲ့လိုမျိုးပြောခံရလို့ရှိရင်လည်းလုံးဝကိုယ့်ကို confidence level လဲ so high တယ်ပြီးတော့ကိုယ့်ကိုလည်းပို့ပြီးတော့အရင်ကပို့ပြီးချီးကျူးမိနေပေါ့နော်ဆိုတော့အမှန်တိုင်းပြောရရင် podcast ကတော့မထွက်သေးဘူးဒါပေမဲ့ best episode try ထားပါတယ်ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့အရှိမှစီနီယာတွေရှိရဲသူတို့စီသွားပြီးတော့တိုင်ပင်တယ်ဖူးဖူးထားကိုဘယ်လိုလုပ်ရမလဲဘယ်ကစားမလဲစသဖြင့်ပေါ့နော်ဆိုတော့ရှေ့အပုတ်တွေတော့ငါလုပ်ခဲ့တယ်ဖူးရဲ့စီနီယာတွေစီသွားတယ်ပြီးသွားလို့ရှိရင် deadline ကိုဘယ်နဲ့ယူတင်တာလဲ timeline ဘယ်လိုဆွဲရလဲနည်းတွေသွားမိတယ်ပြီးသွားလို့ရှိရင်ဒီ brainstorming လုပ်တာတွေ podcast အတွက်အကုန်လုံးပြီးစုံ topic တွေရေးတယ်supervisor တွေချတယ် task assignment တွေချတယ် duration တွေချတယ်သူတို့ကဥမာ10ရက်ဆို10ရက်15ရက်ဆို15ရက်လို့နေတော့အဲ့ဒီ duration အတွင်းမှာပဲကိုကဝင်အောင်ဆွဲပေးရတယ်ဒီ speaker တွေနာမည်ထည့်တယ်ပြီးဒါကဘာလို့ဆွဲလို့ကျင်တာလဲအစားလို့ဒီလိုအဲ့လိုရေးပေးရတယ်ပေါ့နော်ပြီးသွားလို့ရှိရင်ကိုယ်တိုင်ဒီဟာကြီးကိုဆွဲပြီးသားပြီဆိုလို့ရှိရင် senior အမကိုပြန်သားပြရတယ်မကြီးဒါကတော့မှန်လားမှားလားသူ့ဘက်ကလိုအပ်တာလေးရှိဘူးကိုပြန်ပြီးတော့ပြင်ပေးတယ်စသဖြင့်အဲ့လိုမျိုးလုပ်ခဲ့တာအခုဆိုလို့ရှိရင်တော့ podcast ကပြီးတလောက်နီးပါးကိုရောက်နေပါပြီဆိုတော့ဖူးဖူးလုပ်တဲ့အခါမှာလည်းလုံးမဲ့အရာတစ်ခုချင်းစီကိုကိုပြန်ပြီးတော့စစ်ဆေးပြီးတော့ဒီဟာလုပ်တင်လားမလုပ်တင်ဘူးလားဒါကဖြစ်တင်လားမဖြစ်တင်ဘူးလားဆိုတာကိုစီညာတွေကိုပြန်ပြီးတယ်အမှန်တိုင်းပြောရရင်တော့တယောက်တည်းလုပ်ရတာဖြစ်တော့စိုးရိမ်စိတ်တွေလည်းများတယ်ကြောက်စိတ်တွေလည်းများတယ်တစ်ခုခုမှားသွားလို့ရှိရင်ကိုယ့်ရဲ့နာမည်ကြီးထွက်မှာဆိုတော့အရန် excited ဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့လည်းအရှိအစီနီယာကကာကြီးကနေအာဒီအစားဆုံးပေးကနေဝိုင်းဝန်းပြီးတော့ကူညီပေးခဲ့တယ်ဖြည့်ဘက်အနေနဲ့ဖြည့်ပေးခဲ့ပေါ့နော်ဆိုဒီအမကိုလည်းဒီကနေအရင်ကျေးဇူးတင်ပါတယ်ဆိုတော့အတွေ့အကြုံအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီ podcast တစ်ခုလုံးကိုအဆိုင်ကြလာတယ်လောက်ရမယ်ဆိုတော့တီးရတော့အမားတွေကိုတက်နိုင်တော့ short ချတယ်လူအများကြီးရှေ့မှာပြောရဲဆိုရရှိတာလုပ်တယ်ဆိုတော့ဘာဖြစ်လို့လဲဆိုတော့ဆောနာကပြောခဲ့တဲ့လိုပဲတစ်ခုခုမှားသွားမယ်ဆိုလို့ရှိရင်ဒါက
ပူပူအဆိုင်ကြတဲ့ pocket ကြီးပဲပူပူအဆိုင်ကြတဲ့ timeline ပဲလို့ပြောကြရရှိလို့ရှိရင်အဲ့ကြလို့ရှိရင်ကိုကတော့ဘလို့မှမခံနိုင်ဘူးငါလို့တော့မှားသွားပြီဒီအမားတော့ငါဘယ်လိုပြင်ဆင်ရမလဲစသဖြင့်ပေါ့နော်ဆိုတော့လူတိုင်းကတော့အမားမလုပ်ခင်မှာမမှားအောင်လို့တည်တည်ကြပြင်ဆင်ကြရတယ် but လူတိုင်းလည်းအမားနဲ့မကင်းဘူးနော်ဒီ pocket မှာပို့တဲ့အမားတွေအများကြီးလုပ်ခဲ့ရရှိပါတယ်နောက်သိလာတာတစ်ခုကကြတော့တစ်ခုခုကိုမလုပ်ခင်မှာကြိုတင်ပြင်ဆင်ပြီးမှလုပ်ရင်အမားကင်းနေဆိုတာသိရတယ်ပေါ့နော်ပုံမှန် live တွေမှာဆိုလို့ရှိရင်တော်တော်များများဘူးကလုပ်ချင်တယ်ဆိုလုပ်ချလိုက်တယ်မှားမှမသိဘူးမှားလို့ဆိုတော့ပြန်ပြင်လိုက်တယ်မှန်တယ်ဆိုတော့ okay continue ဆိုပြီးဆက်သွားလိုက်တယ်ဒါပေမဲ့အခုတစ်ခါကကြတော့ organization လိုက်ပြီးတော့လုပ်ရတယ်လူတွေအများကြီးကိုတယောက်တည်းနဲ့မဟုတ်ဘဲနဲ့လူတွေအများကြီးနဲ့လုပ်ရတာဖြစ်တဲ့ကြောင့်မို့အသက်နိုင်ဆုံးအမားကို short ချတယ်နောက်တစ်ခုကတော့ကိုဆွဲရမယ့် timeline ကိုတိတိကျကျအမားမပါအောင်အစဆုံးပြင်ဆင်ရတယ်ပေါ့နော်ဆိုတော့ဘူးတို့ဒီမှာလုပ်တယ်ဆိုလို့ရှိရင် brainstorming meeting လုပ်တယ် content meeting လုပ်တယ် graphic meeting လုပ်တယ် recording လုပ်တယ် video edit လုပ်ပါတယ်အရင်ဆုံး brainstorming ဆိုလို့ရှိရင်ဒီ supervisor တွေပြောလို့ရှိရင် leader တွေနဲ့အတူတူအောက်မှာတွေအကုန်လုံးကဥမာပေါ့နော်ဘာအကြောင်း topic တစ်ခုချလိုက်ပြီးဆိုဘယ်အကြောင်းကိုပြောမယ်ဘယ်လိုတွေစသဖြင့်အဲ့လို idea ပေါင်း1600 idea ပေါင်းများစွာဘူးစုရတယ်စုပြီးသွားလို့ရှိရင်အဲ့ဒီတဲကမှအကောင်းဆုံးကိုပြန်ရွေးမဟုတ်ရင်လည်းခုနည်းနဲ့ဒီနည်းနဲ့လို့ပြန်ပေါင်းဆက်စသဖြင့်အဲ့လိုမျိုးလုပ်ရတယ်ပေါ့နော်ဆိုတော့ brainstorming ကတော့အားလုံးပေါင်းရတာဖြစ်တဲ့ကြောင့်လုံးဝကိုယ့်ရဲ့ brain ကိုလည်းထုတ်သုံးရတယ်အဲ့ဒီချိန်မှာ brain wash ခံနေရရင်တော့ဒါကလုံးဝအဆင်ပြေပေါ့နော်ဆိုတော့ဒီ pocket မှာဘူးအဆိုင်ကြတဲ့ timeline ဆွဲဖို့အဆိုင်ကြတဲ့အခါရောကျန်တဲ့အချိန်တွေရောဘူးဘာလုပ်ရလဲဆိုတော့လုံးဝတိတိချာချာကြီးဒါကိုပြင်ဆင်ရတယ်ဒါကတော့ brainstorming ကြီး content meeting ကြလို့ရှိရင်လည်းကိုလိုင်းကဒီအတွက်အဆိုင်ကြထားတော့ဖူရဲ့နောက်ထပ်ဒီ pocket မှာ supervisor တယောက်ရှိရဲ supervisor ရဲ့အဲ့နှစ်ယောက်ရင်ကတိတိကျကျလေး topic ရပြီးbrainstorming meeting အချက်တွေလည်းစုလို့ရပြီဆိုလို့ရှိရင် content ရေးမဲ့လူကိုဘယ်လိုလေးရေးချင်တယ်ဘယ်လို voice မျိုးရအောင်ရေးချင်တယ်မှာပေါ့ရွာဘက်ဒေတာဆိုရွာဘက်ဒေတာ foreign ဆို foreign ပုံစံမျိုး like that အဲ့လိုမျိုးရအောင်လို့ content writer ကိုပြောပြရတယ်ဆိုတော့ content ကတော့ဒီလိုရေးထားတယ်ရိုးအားလုံးအဆင်ပြေလားအထက်ကမြတ်ကတော့အဆင်ပြေ like that အဲ့လိုပုံစံမျိုးကတော့ပြီးတေချာ confirm စစ်ပြီးသွားပြီးဆိုလို့ရှိရင်ဒါတွေကို speaker တွေကိုပေးဖတ်ရတယ်ဆိုတော့အဲ့ကြားထဲမှာ graphic အနေနဲ့ပေါ့နော် graphic အနေနဲ့ဆိုလို့ရှိရင်လည်းဖူရဲ့ supervisor ရဲ့ကဘယ်လိုလဲဆိုတော့ဥမာပေါ့ topic တစ်ခုကြာလာပြီး content ကလည်းရလာပြီးဆိုလို့ရှိရင်ဆိုတော့ဒီမှာလုပ်ဖို့အတွက်ဆွဲဖို့အတွက်ကိုဥမာပေါ့ဆွမ်းနာစတဲ့မျိုးကြေးရဒလေးရအောင်လို့ကြေးရဘက်သွားမလားဒါမှမဟုတ်မျိုးပေါ်ဒလေးရအောင်လို့မျိုးတန်တာစသဖြင့်ဒီ content ရေးပြီးသားကိုပြပြီးတော့ graphic ကိုဆွဲခိုင်းရတယ် graphic မှာလည်းမကြိုက်တဲ့နေရာရှိရင်ကိုကပြန်ပြင်ခိုင်းရတယ်စသဖြင့်အဲ့လိုမျိုးတွေလုပ်ရတယ်ပေါ့နော်ဘယ်ရာမှတော့မလွယ်ကူဘူးအားလုံးကတော့ try နေရတယ်ပြီးသွားလို့ရှိရင် recording ပေါ့နော် recording ဆိုလို့ရှိရင်လည်း pro တွေဒီ pre recording နဲ့ final recording နဲ့လုပ်ရတယ် podcast star တွေပြောမဲ့လူတွေကိုတခါတည်းအတန်ထားရေးစစ်ရတယ်အဆင်ပြေလားမပြေဘူးလားဘယ်လိုနေရာမှာဘယ်လိုမျိုးလေးပြောတင်တယ်စသဖြင့်အဲ့လိုမျိုးတွေစစ်ရတယ်အားလုံး okay ဒီအဆင်ပြေလို့ရှိရင် final recording တွင်းနေဒီ recording အတွက်ကိုလုံးဝအနှောက်အယှက်မရှိအောင်လို့ podcast star တွေတီးတက်အောင်ပဲဒီသူတို့အတန် only နားထောင်ပြီးတော့လုပ်ရရေးရှိတယ်တော့လို့ရှိရင်ဒီ graphic လည်းရပြီး content လည်းရပြီး recording လည်းရပြီးဆိုတော့ဒါကို video editor ကိုသွားပေးရတယ်သွားပေးပြီးသွားလို့ရှိရင် video editor ကတည်တည်ကြလေး edit မယ် edit ပြီးသွားရင်တော့ final result ပြောင်းလာတဲ့အချိန်ကျရင်ပူကိုလာပို့မယ်ပို့တဲ့အချိန်ကျလို့ရှိရင် all member တွေအကုန်လုံး leader တွေရော supervisor တွေရော assign ရတဲ့အကုန်လုံးအောင်တောင်ကြည့်မယ်ဘယ်နေရာမကြိုက်ဘူးဘယ်နေရာတော့ဘာလို့နေစသဖြင့်အဲ့လိုပြောပြီး editor ကို re-edit ပြန်လုပ်ခိုင်းမယ်စသဖြင့်အဲ့လိုမျိုးပေါ့နော်အဲ့တော့ပြောချင်တာကဒီအခုဖတ်မဲ့ podcast မှာဆိုလို့ရှိရင်တအားယုံထားရတယ်အမှန်တိုင်းပြောရရင်တော့အေးအေးဆေးဆေးလေးပဲတွားလို့ရတယ်လူတွေအများကြီးပဲသူ့ဆိုင်နဲ့သူ supervisor တွေရော leader တွေရောရှိရဲ့ငါအချောင်ခိုးလိုက်လို့ရတယ်ဆိုတော့စိတ်မွေးလို့ရတယ်ဒါပေမဲ့ကိုယုံကြည်နဲ့လာအပ်ထားတဲ့ကိစ္စတစ်ခုကိုအစားဆုံးတာကိုယူနေခြင်းနဲ့အမှန်တိုင်းပြောရရင်ဘူးကကိစ္စအကြီးပဲဖြစ်ဖြစ်ကိစ္စတေးလေးပဲဖြစ်ဖြစ်တေးချာတောင်းယူပြီးတော့လုပ်တတ်တယ်ကိုကြောင့်အမှားမပါစေခြင်းဘူးတခုဆိုချင်းဒါကြီးကဝင်လို့တာကြီးဒီအမှားကြီးကိုမစစ်ဘူးလားစသဖြင့်ကိုအဲ့လိုပြောမှကိုကြောက်တယ်ပေါ့နော်ဆိုတော့အခုတစ်ခေါက် practice ကလည်းအများကြီး best ဖြစ်အောင်ကြိုးစားထားပါတယ်ဆိုတော့အခုကတော့ assign ကတော့ပြီးပြီလည်းမဟုတ်သေးဘူးမပြီးသေးဘူးလည်းမဟုတ်သေးဘူး continue ပေါ့နော် on progress မှာဖြစ်နေတော့ဆိုတော့ဒါကလည်းဒီလမကုန်ခင်တော့ထုတ်ဖို့အချိန်ကြီးမှရှိပါတယ်ဆိုတော့ဒီ assign ပြီးရဲ့အချိန်မှာဘာတွေရလာလဲဆိုတော့ပထမအချက်အနေနဲ့ကိုယ့်အကူဘယ်လောက်ပဲဒီမှာဖြစ် online မှာဖြစ် extrovert ပဲဖြစ်ဖြစ် introvert ပဲဖြစ်ဖြစ်ဘယ်လိုပုံစံနဲ့ဘယ်လို type နဲ့ပဲကိုကသွား
အလုပ်တစ်ခုလုပ်တော့မယ်ဆိုအဓိကအမှားမပါနိုင်အောင်လုပ်ရမယ်အမှားမပါနိုင်အောင်ကြိုးစားရမယ်ကိုယ်ပေးထားတဲ့တာဝန်ကိုပြီးဆုံးတဲ့အထိတာဝန်ယူရမယ်ဆိုတဲ့အချက်မျိုးရလာတယ်ကိစ္စတစ်ခုခုလုပ်တော့မယ်ဆိုလို့ရှိရင်လည်းမှန်လားမှားလားအရင်တော့တဲ့ကိုယ့်ရဲ့ senior တွေတွားမြေ leader တွေ supervisor တွေ team member တွေနဲ့ပြန်ပြီးတော့ discussion လုပ်ပြီးတော့မှဒါ okay ပြီဆိုတော့မှဒါချပြလာတော့အကောင်းဆုံးပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင် focus ဆက်လာတဲ့အချိန်ကြာလို့ရှိရင်လည်းဒီချက်ပေါ့ update ချပါအောင်နော်နောက်လာမယ့်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ် bye bye